အမေရိကန်နိုင်ငံမှာအရာရာကိုစူးစမ်းရုံးကန်ရင်နောက်ထပ်ရင်သွေးလေးလွှဲထားရပြီးဖြစ်ကြောင်းသတင်းကောင်းပါလာတဲ့မင်းသမီးချစ်သူဝေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်တွေရဲ့အချက်တော်မင်းသမီးကြီးချစ်သူဝေကတော့အခုအခါမှာအမေရိကန်နိုင်ငံမှာမိသားစုနဲ့အတူနေထိုင်ရင်ဘဝကိုစူးစမ်းဖြတ်သန်းနေတာဖြစ်ပါတယ်အခုလိုအဝေးတနေရာမှာရုန်းကန်လှုပ်ရှားနေရတဲ့ကြားတွေကနေပဲပရိသတ်တွေအားလုံးကိုအံ့ဩဝမ်းသာသွားစေမယ့်ဒုတိယမြောက်ရင်သွေးလေးလွှဲထားရပြီဆိုတဲ့သတင်းကောင်းလေးကိုဝေမျှလာတာပဲဖြစ်ပါတယ်ပထမအဆုံးကလေးလေးတွေဖြစ်တဲ့အမွာသမီးမိန်းကလေး2ယောက်အပြင်အခုတစ်ခါမှာတော့နောက်ထပ်အဖွဲ့ဝင်အသက်လေးရောက်ရှိလာတော့မှဖြစ်လို့မိသားစုအတွက်ကောပရိသတ်တွေအတွက်ပါဒီခေတ်ကိုဝမ်းသာစရာအချိန်တွေပဲဖြစ်ပါတယ်။အခုရောက်လာမယ့်ရင်သွေးလေးကတသားလေးလားမိမိလေးလားဆိုတာကိုတော့အားလုံးကစိတ်ဝင်စားနဲ့ရင်ခုန်သွားစောင့်မျှော်နေကြတာဖြစ်ပါတယ်။လူမှုကွန်ရက်စာမျက်နှာထက်မှာဒီသတင်းကောင်းတွေတက်လာပြီးနောက်ပိုင်းမှာတော့ပရိသတ်တွေအားလုံးကလည်းမင်းသမီးချစ်သူဝေတယောက်ဘေးကင်းလုံခြုံစွာနဲ့မွေးဖွားနိုင်ပါစေကြောင်းနဲ့နောက်လာမယ့်မိသားစုဘဝအနာဂတ်လေးမှာလည်းအဆင်ပြေချောမွေ့ပါစေကြောင်းတခဲနဲ့စုမုံကောင်းတောင်းပေးကချစ်ခင်စွာဝန်းရံအားပေးနေကြတာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောအမေရိကန်နိုင်ငံမှာအရာရာကိုစူးစမ်းရုံးကန်ရင်နောက်ထပ်ရင်သွေးလေးလွှဲထားရတဲ့ချစ်သူဝေအပေါ်ဘယ်လိုမျိုးမြင်မိကြလဲဆိုတာအမြင်လေးတွေကိုကောမမှာပြောပြပေးခဲ့ကြပါအောင်ရှင်။